မင်္ဂလာပါ Mind Channel လေးကနေကြိုဆိုလိုက်ပါတယ် Mind Channel လေးကတော့ GD ဖြစ်ဆိုမဲ့ကျောင်းသားကျောင်းသူများအတွက်သင်ခန်းစာတွေကိုတင်ဆက်ပေးသွားမယ့် channel လေးဖြစ်ပါတယ်ဒီနေ့တင်ဆက်သွားမှာကတော့ GD Social Study လူမှုရေးဘာသာရပ်ကိုတင်ဆက်သွားမှာဖြစ်ပါတယ် GD Social Study ဘာသာရပ်မှာ American သမိုင်းကမိကွန်းအများဆုံးမိတဲ့အပိုင်းဖြစ်ပါတယ်ဒါကြောင့်သတိထားပြီးတော့လေ့လာရမယ်နော်ယနေ့ American ပြည်ထောင်စုရဲ့လို့ပေါ်ပေါက်နေတဲ့အင်အားကြီးနိုင်ငံကြီးဟာတကယ်တမ်းတော့တက္ကရာ1609ခုနှစ်ကနေ1933ခုနှစ်အကြား British Empire ကြီးရဲ့အစိတ်ပိုင်းနယ်မြေတင်များအနေနဲ့ပေါ်ပေါက်လာခဲ့တာဖြစ်ပါတယ်။အဲဒီတုန်းက British လက်အောက်ခံနယ်မြေများအဖြစ်ပြည်နယ်ပေါင်း73ခုတစားပေါ်ထွန်းလာခဲ့ကြတယ်။အဲဒီပြည်နယ်တွေကမတူကွဲပြားတဲ့စီးပွားရေးလုပ်ငန်းတွေရှိကြတယ်။ယဉ်ကျေးမှုဓလေ့ထုံးစံတွေရှိကြတယ်။ပြီးတော့စတင်ပေါ်ပေါက်လာပုံတွေကလည်းတစ်ခုနဲ့တစ်ခုမတူညီကြပါဘူး။ကိုလိုနီ73ခုကိုဒေသကြီး3ခုဖြစ်ပိုင်းခြားနိုင်ပါတယ် New England Colonies, Middle Colonies နဲ့ Southern Colonies ဆိုပြီးတော့အပိုင်း3ခုဖြစ်ပိုင်းခြားနိုင်ပါတယ် New England Colonies မှာ Massachusetts ပြည်နယ် Connecticut ပြည်နယ် Rhode Island နဲ့ New Hampshire ပြည်နယ်ဆိုပြီးတော့ပြည်နယ်၄ခုပါတယ် Middle Colonies မှာကျတော့ New York, New Jersey, Pennsylvania နဲ့ Delaware ဆိုပြီးတော့ပြည်နယ်၄ခုရှိပါတယ်Southern Colony လို့ခေါ်ကြတဲ့အပိုင်းမှာတော့ Maryland ပြည်နယ် Virginia ပြည်နယ် North Carolina ပြည်နယ် South Carolina ပြည်နယ်နဲ့ Georgia ပြည်နယ်ဆိုပြီးတော့ပြည်နယ်၅ခုပါပါတယ်။အဲ့ဒီဒေသကြီး၃ခုကမတူကွဲပြားမှုတွေဘယ်လိုရှိတယ်ဆိုတာကိုဆက်ကြည့်ကြရအောင်။ New England Colonies ကကြတော့လူတွေဟာမြို့သေးသေးလေးတွေထူထောင်ပြီးတော့နေကြတယ်။ဘာသာရေးကိုင်းဆိုင်ကြတယ်။ပညာရေးပေါ်မှာအားထုတ်ကြတယ်။ပြီးတော့သင်္ဘောတိဆောက်တဲ့လုပ်ငန်းတွေကိုအများကြီးလုပ်ကြပါတယ်။အဲ့တော့ New England Colonies လို့ပြောလိုက်လို့ရှိရင်ဖျားရှိခိုးကျောင်းတွေအများကြီးရှိမယ်။ကျောင်းတွေရှိမယ်။ပြီးတော့နှင်းကြတဲ့ဒေသတွေသစ်တောကြီးရှိတဲ့ဒေသတွေဖြစ်ပါတယ်။ Middle Colonies ကကြတော့ပြည်ဝန်းစာလို့ခေါ်ရမယ့်စားနပ်ရိက္ခာတွေအမြောက်အများထွက်ရှိတဲ့ပြည်နယ်တွေဖြစ်ပါတယ်။ပြီးတော့မတူကွဲပြားမှုတဲ့လူအမျိုးမျိုးနော်ဘာသာစကားအမျိုးမျိုးလေးစုပေါင်းနေထိုင်ကြတဲ့ပြည်နယ်လေးဖြစ်တယ်။အဓိကအားဖြင့်တော့ကောက်ပဲသီးနှံတွေကိုစိုက်ပျိုးကြပါတယ်။အဲ့တော့ကောက်ပဲသီးနှံတွေစိုက်ပျိုးထုတ်လုပ်တဲ့ပြည်နယ်ဖြစ်တဲ့အခါကျတော့တချို့သောမြို့ကြီးတွေကကုန်စည်ကူးသန်းရောင်းဝယ်ဖောက်ကားရာကုန်သည်မြို့တွေဖြစ်လာကြပါတယ်။အထူးသဖြင့်တော့ Philadelphia လိုမြို့ကြီးတွေဆိုရင် Trade Centers တွေဖြစ်လာပါတယ်။ကုန်သွယ်ရေးစင်တာတွေဖြစ်လာပါတယ်။ဒီနေရာကို Middle Colonies ကိုတော့ပြည်ဝန်းစာနေရာလို့ခေါ်ပါတယ်တောင်ပိုင်းကိုလိုနီစီအကြောင်းပြောရမယ်ဆိုလို့ရှိရင်တော့တောင်ပိုင်းကိုလိုနီစီမှာစိုက်ခင်းအကြီးကြီးတွေရှိပါတယ်အဲ့တော့စိုက်ခင်းအကြီးကြီးတွေရှိတယ်เนาะစိုက်ပျိုးရေးလုပ်ငန်းကိုအကြီးအကျယ်လုပ်ကိုင်ကြပါတယ်အဲ့ဒီတော့သူ့မှာလုပ်သားအင်အားအများအများလိုအပ်တယ်ဒါကြောင့်တောင်ပိုင်းပြည်နယ်တွေကကျွန်တွေရဲ့လုပ်အားပေါ်မှာအများကြီးမိခိုးရပါတယ်ဥပမာဖြင့်ဗာဂျီးနီးယားဆေးရွက်ကြီးဆိုတာကြားဖို့ကြမယ်เนาะအဲ့တော့ဗာဂျီးနီးယားပြည်နယ်ဆိုရင်ဆေးရွက်ကြီးအများအများစိုက်ပျိုးကြတဲ့ပြည်နယ်ဖြစ်တယ်ပြီးတော့ကျွန်တွေရဲ့လုပ်အားကိုအများအများမိခိုးရတဲ့အတွက်ကျွန်တွေအများအများပိုင်ဆိုင်တဲ့ပြည်နယ်တွေလည်းဖြစ်ပါတယ်ဒီပြည်နယ်တွေပေါ်ပေါက်လာရတာကတော့အကြောင်းရင်းမျိုးရှိပါတယ်အဲ့ဒီထဲမှာအရေးကြီးတဲ့အကြောင်း၃ခုရှိတယ်နံပါတ်1ကစီးပွားရေးအခွင့်အလမ်းကြောင့်ဖြစ်ပါတယ်တခြားနိုင်ငံတီးတီးကလူပုဂ္ဂိုလ်များကစီးပွားရေးအခွင့်အလမ်းအတွက်နယ်မြေတစ်ကိုရောက်ရှိလာကြရင်းနဲ့အခြေချနေထိုင်ကြတာဖြစ်ပါတယ်။တချို့ကတော့ကိုယ့်ရဲ့နေရင်းနိုင်ငံမှာဘာသာရေးအရခွဲခြားဖိနှိပ်ဆက်ဆံမှုတွေကိုလွတ်မြောက်ဖို့အတွက်နယ်မြေတစ်မှာကိုယုံကြည်ကိုးကွယ်ရာဘာသာရပ်ကိုလွတ်လပ်စွာကိုးကွယ်ယုံကြည်နိုင်ဖို့အတွက်ပြပြောင်းလာကြသူတွေဖြစ်တယ်။တတိယကတော့ဒေသလမ်းပန်းဆက်သွယ်ရေးကောင်းတဲ့ဒေသဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။အဲဒီဒေသမှာကုန်စည်ကူးသန်းသွားလာရေးအတွက်လွယ်ကူတယ်။ဒါကြောင့်ရွှေ့ပြောင်းနေထိုင်ကြရင်းနဲ့အခြေချပြီးတော့မြို့ကြီးတွေအဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။မြို့တွေဟာတဖြည်းဖြည်းနဲ့ကြီးမားလာကြတယ်။စီးပွားရေးတွေပိုပြီးတော့ကောင်းလာတယ်။ကုန်စည်ရောင်းဝယ်ဖောက်ကားမှုတွေကလည်းကြီးထွားလာကြပါတယ်။ဒီပြည်နယ်တွေကအမြဲတမ်းတော့အေဂျင့်တာယာနေတာတော့မဟုတ်ပါဘူး။ပြည်နယ်ကြီးတွေကြီးထွားလာတဲ့စီးပွားရေးတွေကောင်းလာတာနဲ့အမျှအုပ်စိုးသူ British Empire နဲ့ပြည်နယ်တွေနဲ့အကြားမှာအုပ်ချုပ်ခံပြည်နယ်တွေရဲ့အကြားမှာပုတ်တိုက်မှုတွေရှိလာပါတယ်။အထူးသဖြင့်ကတော့အခွန်အခတွေကောက်ခံတဲ့ကိစ္စပေါ့နော်။ကြီးလေးတဲ့အခွန်အခတွေကောက်ခံခဲ့ပါတယ်။British Empire ကသူ့နိုင်ငံရဲ့လူငွေ
ကိုဖြစ်တင်းဖို့အတွက်လောက်ခံပြည်နယ်တွေကနေပြီးတော့အခွန်အခါတွေတိုးမြင့်ကောက်ခံမှုတွေလုပ်ပါတယ်။လောက်ခံပြည်နယ်များကကိုယ်စားလှယ်များကတော့ British Empire ရဲ့လွှတ်တော်ထဲမှာကိုယ်စားလှယ်တွေပါဝင်ခွင့်မရှိတယ်လို့မျိုးပဲကိုယ်စားလှယ်တွေရဲ့အတန်ပြည်နယ်တွေရဲ့အတန်လိုအပ်ချက်များကိုလည်းထည့်သွင်းစဉ်းစားခြင်းမရှိပါဘူး။ဒါကြောင့်မို့လို့ no taxation without representation ငါတို့ကိုကိုစားပြုမှုမရှိရင်အခွန်အခမပေးနိုင်ဘူးဆိုတဲ့အယူအဆကြီးကြီးထွားလာပါတယ်။အဲ့ဒီတင်းမာမှုကြီးထွားလာတာနဲ့အမျှလောက်ခံပြည်နယ်73ပြည်နယ်က British Empire စီကနေပြီးတော့လွတ်လပ်ရေးကြိုးပမ်းမှုပေါ်ပေါက်လာပါတယ်။1986ခုနှစ်ရောက်တဲ့အခါမှာတော့ဒီကိုလိုနီ73ပြည်နယ်ဟာတစုတစည်းတဲ့စုစည်းလာကြပြီးတော့ British Empire ကနေလွတ်လပ်ရေးကြေညာခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာတော့ American ပြည်ထောင်စုရဲ့လို့စတင်ပေါ်ပေါက်လာခဲ့ပြီးတော့ယနေ့မှာတော့ပြည်နယ်ပေါင်း90ရှိတဲ့ပြည်ထောင်စုနိုင်ငံကြီးတစ်ခုဖြစ်နေခဲ့ပါပြီ။အဲ့တော့အဲ့ဒီ73ပြည်နယ်ဟာ American ပြည်ထောင်စုရဲ့အခြေခံအုတ်မြစ်73ခုပဲဖြစ်တယ်လို့ပြောကြပါတယ်။13 original colonies အကြောင်းကိုပြောပြီးပြီဆိုတော့သူနဲ့သက်ဆိုင်တဲ့ဝေါဟာရတွေလေးကိုလေ့လာကြည့်ရအောင်ပထမဦးဆုံး colony 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 ဆိုတာကလက်အောက်ခံတိုင်းပြည်ပြည်နယ်လို့ဆိုလိုပါတယ် exports 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 ပြည်ပကိုတင်ပို့ရောင်းချတဲ့ရောင်းကုန်ကိုဆိုလိုပါတယ် mercantilism 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 တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်ပြည်ပကိုပို့ကုန်အမြောက်အများတင်ပို့ရောင်းချတာကိုဆိုလိုပါတယ် indentured servants indentured servants ဆိုတာကတော့စာချုပ်ချုပ်ဆိုပြီးတော့အလုပ်အကျွေးပြုရတဲ့ဝန်ထမ်းများဖြစ်ပါတယ်။သတ်မှတ်ထားတဲ့နှစ်ကာလအပိုင်းအခြားအတိုင်းအကျွေးရှိလို့အကျွေးပြန်ဆက်ရတာမျိုးဒါမှမဟုတ်လို့ရှိရင်ငွေကြေးအတွက်တော့၎င်းစာချုပ်နဲ့အလုပ်လုပ်ရတဲ့အလုပ်အကျွေးဝန်ထမ်းကိုဆိုလိုပါတယ်။ Transatlantic slave trade Atlantic သမုဒ္ဒရာကိုဖြတ်ကျော်ပြီးတော့ slave trade ကုန်ကျွန်တွေကိုရောင်းဝယ်ဖောက်ကားတာဖြစ်ပါတယ်။အာဖရိကကလူတွေကိုအမေရိကတိုက်ကိုတင်ပို့ရောင်းချတဲ့အတ္တလန္တိတ်သမုဒ္ဒရာကြီးကိုဖြတ်ပြီးတော့တင်ပို့ရောင်းချတဲ့လုပ်ငန်းစဉ်ကိုဆိုလိုပါတယ်။ Port City ဆိပ်ကမ်းမြို့ကြီးကုန်ပင်လယ်ကူးသင်္ဘောကြီးတွေစိုက်ကပ်မယ်ကုန်တင်ကုန်ချလုပ်ကြတဲ့မြို့ကြီးတွေကိုဆိုလိုပါတယ်။ plantation စီးပွားဖြစ်စိုက်ခင်းအကြီးကြီးတွေကို plantation လို့ပြောပါတယ်။စီးပွားဖြစ်စိုက်ခင်းအကြီးကြီးတွေကိုစိုက် plantation လို့ပြောပါတယ်။ cash crops စီးပွားဖြစ်စိုက်ပျိုးတဲ့ကောက်ပဲသီးနှံကိုဆိုလိုပါတယ်။တပိုင်းတစ်နိုင်မဟုတ်ဘဲနဲ့စီးပွားဖြစ်အကြီးအကျယ်စိုက်ပျိုးထုတ်လို့ရောင်းချတဲ့ကောက်ပဲသီးနှံတွေကို cash crop လို့ပြောပါတယ်။ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။နောက်ထပ် GED သင်ခန်းစာအသစ်တွေလည်းထပ်မံတင်ဆက်ပေးသွားမှာမို့လို့သင်ခန်းစာအသစ်တင်တိုင်းသိရအောင် subscribe လုပ်ထားဖို့မမေ့နဲ့နော်။